မြတ်စွာဘုရားသခင်ကိုရောမြတ်ကပြိဋိဘံသံဃာနီးမှာရှင်အနန္ဒာကိုဟောထားခဲ့တယ်ထူပလို့ဆိုတဲ့ထူပါရဟသေဆုံးသွားတဲ့အခါမှာဇေဒီပထိုးတည်ထားပြီးတော့ကိုးကွယ်ရမယ့်ပုဂ္ဂိုလ်ဟာ၄မျိုးပဲရှိတယ်ပေါ့အဲ့ဒီ၄ဦးဟာဇေဒီပထိုးတည်ထားပြီးတော့ကိုးကွယ်လိုက်တဲ့ပုဂ္ဂိုလ်၄ဦးတဲ့သူတို့ရဲ့အယုဒ္ဓတ်တွေကိုမြုပ်နှံပြီးတော့ကိုးကွယ်ရမယ်ဘယ်ပုဂ္ဂိုလ်မျိုးတွေလဲဆိုရင်နံပါတ်1ကသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအဲ့ဒီသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတွေဟာအင်မတန်မှလေးသိင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ပြီးကဘာပေါင်းမြောင်များစွာကြာမှလောကမှာတူဒီတဆူဒီပွင့်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့အင်မတန်မှထူးခြားတဲ့အမှန်တရားကိုဟောပြောတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အယိုးဓာတ်တည်ထားတဲ့ဇေဒီပထိုးကိုလက်အုပ်ကလေးတစ်ချိန်လောက်ခြိလိုက်မလား။ကြည်ညိုတဲ့စိတ်ကလေးနဲ့ပန်းလေးတစ်ခွင်လှူလိုက်မလား။ရေလေးတစ်ခွင်လှူလိုက်မလားဆိုရင်လူပြည်နတ်ပြည်ဆိုတဲ့လူချမ်းသာနတ်ချမ်းသာကိုအလွယ်တကူနဲ့ရသွားနိုင်တယ်။ဒါကြောင့်မို့အကျိုးရှိတယ်ဇေဒီပထိုးတည်ထားတာကနော်။မြတ်စွာဘုရားကပြိဋိဘံသံဃာနီးမှာဟောခဲ့တယ်ဇေဒီတည်ထားရမယ့်နေရာဘယ်နေရာတုံးလို့ဆိုတော့လမ်းလေးစုံမှာတည်ထားပါအားတဲ့။လမ်းလေးစုံဆိုတာအရှိကလာလဲဒီနေရာရောက်တယ်အနောက်ကလာလဲဒီနေရာရောက်တယ်တောင်ကလာလဲရောက်တယ်မြောက်ကလာလဲရောက်တယ်ပေါ့။အဲ့ဒီလမ်းစုံမျိုးမှာဇေဒီပထိုးတည်ထားလို့ရှိရင်တဲ့ဇေဒီတွေကိုမြင်လိုက်တာနဲ့လက်အုပ်ကလေးတစ်ချိန်ချီလက်အုပ်ချီလိုက်တဲ့ကြည်နူးတဲ့တရားတရားလေးဟာနတ်ပြည်ကိုပို့ပေးနိုင်တဲ့စွမ်းရည်တတ်ရှိပါတယ်စိတ်ကလေးကြည်နူးတာနဲ့နတ်ပြည်ဆိုတာလွယ်လွယ်လေးနဲ့ရောက်နိုင်တယ်တဲ့ကြည်လေမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုကြည်ညိုတဲ့တရားတရားလေးနဲ့စိတ်ထဲကကြည်နူးယုံလေးနဲ့မထခုံတလီသူတို့သားသေအံ့ဆဲဆဲအချိန်လေးမှာဘုရားကိုကြည်နူးတဲ့စိတ်ကလေးနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကြည်နူးတဲ့စိတ်ကလေးနဲ့တည်သွားတဲ့အခါကျတော့နတ်ပြည်သွားဖြစ်တာပဲတခြားဘာကောင်းမှုမှမရှိကျင်နေစေဒီကောင်းမှုကလေးကနတ်ပြည်ထီအောင်ပို့ပေးနိုင်တယ်ဆိုတော့အလွန်တန်ဖိုးရှိတာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဇေဒီပထိုးတည်ထားဖို့ဆိုတာသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားကြီးဂုဏ်ကျေးဇူးကိုကြည့်ပြီးလူတွေဟာလက်အုပ်လေးတစ်ချိန်ချီလိုက်မယ်တစ်ချိန်လောက်ရှ िख ိုးဥချလိုက်မယ်ပန်းလေးတစ်ပွင့်တင်လှူလိုက်မယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခတွေရပြီးတော့သွားနိုင်တယ်ဒီအကျိုးတွေကိုမျှော်ကိုးပြီးတော့ဒါဇေဒီပထိုးတဲပါလို့ပြောတာဗမာပြည်မှာဇေဒီတွေပေါ်တယ်လို့ဆိုပြီးတော့မလို့အပ်ဘူးလို့သူတို့ကမြင်ကောင်းမြင်လိမ့်မယ်ပေါ့နော်သို့တော်လည်းပဲဇေဒီပထိုးမြင်ရတဲ့နဲ့လက်အုပ်မချီမိတဲ့ပုဂ္ဂိုလ်နဲ့လက်အုပ်ချီမိတဲ့ပုဂ္ဂိုလ်ဘယ်သူကများမယ်ထင်မချီမိတဲ့ပုဂ္ဂိုလ်ကများကောင်းများလောက်တယ်ဟုတ်ကဲ့အဲ့တော့ကုသိုလ်ရဖို့ဆိုတာသူ့ဘာသူနဲ့တော့ကုသိုလ်မရနိုင်ဘူးနော်ဇေဒီပထိုးမြင်လိုက်တဲ့အခါတတ်တော်တရားမြတ်စွာဘုရားရဲ့အယုဒ္ဓတ်တွေကိုတီထားကိုးကွယ်တဲ့နေရာပါလားလို့စိတ်ကလေးကိုပြင်ပြီးကြည်နူးတဲ့စိတ်လေးနဲ့လက်ဥကလေးချီမိဖို့ရေးမကြည့်ဘူးလားရေးကြည့်တယ်နတ်ပြည်ကတော့လက်ဥလေးတစ်ချိန်ချီတာနဲ့ရောက်ပါတယ်တဲ့နော်ဒါကြောင့်မို့ဇေဒီတွေဟာတီထားကိုးကွယ်တဲ့လူကကိုးကွယ်ကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကကြီးညိုလေးစားပြီးလက်ဥချီဖို့ရှ िख ုံးပြီးဖို့အမတန်မှအရေးကြီးပါတယ်နော်ဖရာရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့လက်ဥချီရမယ်နောက်တစ်ခုကနောက်တစ်ဦးကထူပါရဟဇေဒီပထိုးတည်ထားကိုးကွယ်တိုင်းတဲ့နောက်တစ်ဦးကပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓဆိုတာဖျားပြီးလို့ရှင်သူလည်းကိုယ်ပိုင်ညာနဲ့သစ္စာလေးပါးကိုထိုးထွင်းသိပြီးတော့ပစ္စေကဗောဓိဉာဏ်ကိုရသွားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်တွေကိုအာယုံပြုပြီးတော့စိတ်ကလေးကြည်နူးလိုက်လို့ရှင်လည်းပဲနတ်ပြည်ဆိုတာလွယ်လွယ်နဲ့ရောက်သွားနိုင်ပါတယ်နတ်ပြည်ရောက်သွားဆိုရင်လူပြည်နဲ့မတူတဲ့အချက်တွေကဘာတွေလဲလို့ဆိုရင်လူပြည်မှာနေ့စဉ်စားဝတ်နေရုန်းကန်လှုပ်ရှားပြီးတော့လုံနိုင်မှစားရတာနော်လက်ပြည်မှာအဲ့ဒါလို့လှုပ်เสียမလို့တဲ့လှုပ်เสียမလို့လက်ပြည်ကကမ္မဖလူပစီဝီကိုလှုပ်ခဲ့တဲ့ကံရဲ့အကျိုးအတိုင်းပဲဘုံမိမှန်ကလည်းပေါ်နေတယ်စားစရာတွေကလည်းရှိနေတယ်ဝတ်စရာတွေကလည်းရှိနေအယောင်းဝယ်ပြီးဘာမှလှုပ်เสียမလို့ဟုတ်ကဲ့လားစိတ်ထဲမှာဆန္ဒရှိတာတွေအလိုလျောက်ဖြစ်ပေါ်ပြီးတော့နေတယ်။ကံရဲ့အကျိုးကိုမှီပြီးတော့အသက်မွေးရတာနတ်ပြည်ပဲ။လူပုံကြတော့အဲ့လိုမဟုတ်ဘူး။ကံတစ်ခုတည်းအားကိုးနေလို့ရှိရင်ငါ့မှာပဲအသေးချတယ်ပေါ့။ကံကတော့မိသားစုအိမ်တိမ်ပို့လိုက်မယ်။သို့မဟုတ်ဒီဒါနကောင်းမှုသိရှိတဲ့ပုဂ္ဂိုလ်ကြတော့တထေးအိမ်ပို့လိုက်မှာပေါ့။ဒါနကောင်းမှုအားနည်းခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အလတ်တန်းစားအိမ်ပို့လိုက်မှာပေါ့။ဒါနကောင်းမှုလုံးဝမရှိဘူးဆိုရင်တော့သရောင်းစားတဲကုတ်ပို့မှာပေါ့။
ဒီလိုတော့လာမှာပေါ့နော်အဲ့ဒါလို့ကုသိုလ်ကောင်းမှုတွေကနေပြီးတော့ပုတ်ပေးလိုက်တဲ့အခါမှာသရောင်းစားလဲအလုံးလုံးရတာပဲတဲ့ကုတ်ထဲမှာတော့မဟုတ်သူနေတဲ့နေရာလေးမှာကုတ်နေလို့ဘယ်သူမှလာပေးမှာမဟုတ်ဘူးလူထူထူရှိရသွားပြီးတော့သူလဲတောင်းရမှာနော်အလုံးဆိုတာတော့လောက်ရတယ်လို့ဆိုလို့တယ်ပေါ့လူဘဝဆိုတာအလုံးလုံးမှစားကြပေါ့ဥဋ္ဌာဏဘလူပစီဝီလို့ခေါ်အဲ့ဒီထဲမှာကြည့်နတ်ဘုံဆိုတာအလွန်ချမ်းသာတဲ့နတ်ဘုံကိုပေးစွမ်းနိုင်တဲ့ကုသိုလ်ကောင်းမှုဆိုတာအခုစေတီပထိုးတည်ထားကိုယ်ွယ်တဲ့ပုဂ္ဂိုလ်မြတ်တွေကိုအာယုံပြုပြီးလက်ဥကလေးခြေလိုက်တာနဲ့စိတ်ထဲမှာကြည်နူးမှုလေးဖြစ်လိုက်တာနဲ့ပန်းလေးတစ်ပွင့်တင်ထူလိုက်တာနဲ့ရနိုင်တယ်ဆိုတော့အမတန်မှတန်ဖိုးနဲ့တန်ဖိုးကြီးကိုရလိုက်တယ်လို့ပြောတာပဲနောက်တစ်ခုကတော့ဘယ်သူတုံးဆိုရင်မြတ်စွာဘုရားရဲ့တပည့်သားဝကယဟန္တာပုဂ္ဂိုလ်တဲ့အဲ့ဒီယဟန္တာပုဂ္ဂိုလ်ကလည်းပဲထုပါရဟပဲစေတီတည်ထားကိုယ်ွယ်တဲ့ပုဂ္ဂိုလ်လက်ဥချီလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်ကိုကြီးညိုတဲ့စိတ်နဲ့လက်ဥချီမှုရှိခိုးတဲ့ပုဂ္ဂိုလ်တွေကကာဝတိဝတိကိုရောက်နိုင်တယ်နောက်တစ်ခုကတော့ဘယ်သူတုံးဆိုလို့ရှိရင်တရားသဖြင့်တိုင်းသူပြည်သားတွေကိုအုပ်စိုးတတ်တဲ့စัจ java ရိမင်းအဲ့ဒီစัจ java ရိမင်းကလည်းပဲ၅ပါးသီလလုံးပြီးတော့ဒုက္ခိတုခါပါဆိုအင်မတန်မှငြိမ်းချမ်းအောင်တိုင်းသူပြည်သားတွေကိုဆုံးမဩဝါဒပေးတယ်သူဆုံးမဩဝါဒပေးတာတခြားမဟုတ်ဘူးပါနောနဟတဘောသူများတဲ့ပတချနဲ့အဒိဏနတဗံသူများမပေးတဲ့ပစ္စည်းတွေမယူကြနဲ့နော်ကာမေတုမိစ္ဆာနာစရိတဗံကာမဂုဏ်ကိစ္စတွေမမှန်ရင်မလုပ်ကြနဲ့ဘုဒ္ဓနာပရိတဗံဘယ်တော့မှလိမ်မပြောကြနဲ့မှန်တာကိုပြောကြမစ္ဆာပါဏာနပတဗံဝိစေဝအဖျော်ယမကားတွေမတောက်ကြနဲ့ဒါသူ့ရဲ့အဆုံးအမပဲအဲ့ဒီအဆုံးအမတိုင်လိုက်တာကြတဲ့လူတွေဟာသူ့အဆုံးအမကိုလိုက်တာတပြလူတွေဟာသေရင်နှက်ပြည့်ကြီးပဲခုံရောက်ခုံရတယ်ပေါ့ဒါကြောင့်မလို့ဒီမင်းဆိုးရာသာကလည်းထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်တော့သူ့ရဲ့အဆုံးအမသူ့ကိုတတိယပြီးသူ့ရဲ့အဆုံးအမကိုလိုက်နာမယ်ဆိုရင်ကောင်းရသူဂတိဘုံတွေရောက်နိုင်လို့သူလည်းပဲဇေတိပထိုးတည်ထားပြီးကိုးကွယ်ထိုက်တဲ့ပုဂ္ဂိုလ်လို့ဟောအားလုံးပေါင်းလိုက်တဲ့အခါကျတော့ထုပါရဟဇေတိပထိုးတည်ထားကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာ၄ဦးပဲရှိတယ်ဖရာရဲ့ပိစိကဗုဒ္ဓရဲ့ယဟန္တာရဲ့စัจ java ရိမင်းရဲ့လို့ဒီလိုမှတ်အောင်နော်တည်ထားကိုးကွယ်တဲ့အကျိုးကျေးဇူးကတော့ခုနမြင်သမျှပုဂ္ဂိုလ်တွေသရာကြည်နူးတဲ့စိတ်ကလေးနဲ့လက်ဝချီုံနဲ့ပဲကောင်းရသူဂတိရောက်နိုင်လို့ဆိုတာဒါကရည်မှန်းချက်တစ်ခုပေါ့နော်